ဘုန်းကြီးတို့အခုလိုမျိုးကောင်းတဲ့တရားကိုလက်ခံတယ်ကောင်းတဲ့သူတော်ကောင်းတွေကိုလက်ခံတယ်ဆိုတာရှေ့ဓာတ်ခံကောင်းခဲ့လို့ဘာကောင်းခဲ့လို့လဲအခုနကြည့်လိုက်လေဂတိကာရကြီးထောင်းလုံးနေတာလေမြတ်စွာဘုရားကတင်းထောင်းလုံးမနေနဲ့တင်းဟာဘုရားလောတင်းမင်းတော်ပေါ်စားပြီးသိုးနေရမှာမဟုတ်ဘူးကောင်းတဲ့ကောင်းရမှာဘာတဲ့ဘာမှာတော့ညနေကလေးလေးတွေတောင်ဘုန်းကြီးတိုင်ပေးလိုက်သေးတယ်ဘုန်းကြီးတို့ငငယ်ရစကားမကောင်းကြောင်းပို့တဲ့အားလေတော့အဲ့ဒါကိုဘုန်းကြီးကကလေးတွေညနေကတိုင်ပေးလိုက်တယ်ဒကာကြီးဒကာမကြီးတွေလည်းမှတ်ထားနော်တချို့ပြောတယ်မလားဗမာဦးကြောင်းသူကြောင်းကြကရင်အိုရင်ဗာလဲချောင်းသူချောင်းကြအဲ့လိုမျိုးပြောသလိုပေါ့ကဲလိုက်ဆိုကြည့်အိမ်ကမကောင်းလို့ကြောင်းပို့တာမဟုတ်ပါကဲတချို့ရှိတယ်မလားမကောင်းကြောင်းပို့လိုက်တာပြောမကောင်းဘူးဖေအရှင်များတို့ကြည်တာဆုံးမလိုက်တော့ဘုန်းကြီးကိုလူမိုက်လုပ်ခိုင်းတာအိမ်ကမကောင်းလို့ကြောင်းပို့တာမဟုတ်ပါကောင်းတဲ့ကောင်းဖို့ကြောင်းပို့တာဘာလို့ဖို့ကြောင်းပို့လိုက်တာတော့ကောင်းတဲ့ကောင်းဖို့ကြောင်းပို့တာပါတဲ့ပြန်ဆိုပါအောင်အိမ်ကမကောင်းလို့ကြောင်းပို့တာမဟုတ်ပါကောင်းတဲ့ကောင်းဖို့ကြောင်းပို့တာဒါကြောင့်ကောင်းကောင်းနေမှာပါအေးဒါတွေကဘုန်းကြီးတို့အမတန်အရေးကြီးတယ်အခုဂတိကာရရဲ့အိမ်ဒီတခါတည်းဖျားနဲ့တန်ဃာတွေအတွက်အထူးအပြင်ဖျားเจ้าတော်အတွက်အဲ့ဒီအမိုးတွေတခါတည်းဖြုတ်ယူသွားတဲ့ဟာအဲ့ဒီဝါတွင်3လဒါမြတ်စွာဘုရားမိုးလေးလမှာရှေ့တလကြော်မှာအထုခန္ဓာဆိုတော့ကြံတဲ့3လဒီမိုးရွာပါတယ်တဲ့ဒါမှမဟုတ်ဂတိကာရအိမ်ထဲကိုမိုးမဆို့ပါဘူးတဲ့အဲ့ဒါသူတော်ကောင်းတို့ရဲ့တကိုးပဲတနည်းပြောရင်သူတော်ကောင်းတရားရဲ့တကိုးဘာရဲ့တကိုးလဲသူတော်ကောင်းတို့တကိုးတနည်းပြောရင်သူတော်ကောင်းတရားရဲ့တကိုးပါပဲဘုန်းကြီးတို့တွေသူတော်ကောင်းတွေရဲ့တကိုးကိုရချင်းရင်သူတော်ကောင်းတရားကိုကျင့်ပါသူတော်ကောင်းတွေရဲ့တကိုးဆိုတာဝယ်ယူလို့မရပါဘူးကျင့်မှရတာကဲရာဟုလာလေးသည်သူ့အဖေဖះလောင်တောထွက်သွားတော့တကလေးလေးပဲရှိသေးတယ်အဲ့လိုနဲ့မြတ်စွာဘုရားကပြန်ကြွလာတယ်ကာလုထာယီယဟန်ကပင့်လို့ကြွလာတဲ့အခါကျတော့တန်ခါပရိသတ်ကြီးနော်တန်ခါပရိသတ်ကြီးမင်းပရိသတ်ကြီးအဲ့မှာအမေဖြစ်တဲ့ရတော်ရာကသူ့သားလေးရာဟုလာကိုပြောတယ်ငါသားတဲ့ဟုတ်ကပရိသတ်အလယ်မှာရွှေတောင်ကြီးလို့ကျဲတည်းဝင့်ထဲနေတာတခြားမဟုတ်ဘူးအဲ့ဒါငါသားရဲ့အဖေတဲ့အဲ့တော့ငါသားအဖေဟာငါသားငယ်ငယ်ကလေးတွေကတောထွက်ပြီးတော့ဖျားဖြစ်အောင်ကျင့်လိုက်တာတဲ့ငါသားအဖေမှာရွှေအိုးကြီး၄လုံးရှိတယ်တဲ့ဘာ၄လုံးလဲအဲ့ဒါငါသားကြုံတော့ကို့အဖေနဲ့ကြုံတော့ရွှေအိုး၄လုံးအမွေသွားတောင်းတဲ့အမေကသားကိုဖာတောင်းခိုင်းအမွေသွားတောင်းခိုင်းတာရွှေအိုးလေးတော့အမွေသွားတောင်းခိုင်းတာအဲ့တော့မင်းသားလေးဖြစ်တယ်အဖေဆိုတဲ့သူကြီးကလည်းစကားပြောတော့ထောက်ဆိုထသွားတာရောက်လာလေးရကြည့်လိုက်တဲ့ခါကျတော့ဟာသူ့အဖိုးတော်တော်နာရှင်မရင်တို့ကမင်းပရိသတ်တွေကိုအများကြီးဟာတန်ခါပရိသတ်တွေကလည်းအိန္ဒြေသိခါနဲ့မြတ်စွာဘုရားကလည်းသတင်းသုံးလို့တော်ဆိုခါရောက်လာလေးရဖယားနာရောက်သူ့အမေကတင်ပေးလိုက်တာကအမွေတောင်းခိုင်းတာသူကဟိုနာရောက်တဲ့ခါကျတော့မြတ်စွာဘုရားမျက်နှာကိုကြည့်ဘုရားမျက်နှာကြည့်လိုက်တန်ခါပရိသတ်တွေပဲလှည့်ကြည့်လိုက်သူ့အဖိုးတွေပဲလှည့်ကြည့်လိုက်သူ့အမေပဲလှည့်ကြည့်လိုက်ကြည့်ပြီးတော့ဒီကလေးရဲ့ရာဟုလာလေးရဲ့စိတ်ထဲမှာစိတ်ချမ်းသာသွားတယ်သူအပြင်မြတ်စွာဘုရားမျက်နှာကိုကြည့်ပြီးဩငါရဲ့ခမည်းတော်ကြီးပါလားငါခမည်းတော်ကြီးပါလားစိတ်ထဲမှာစိတ်ချမ်းသာပြီးတော့အမေမသိတဲ့စကားကိုစပြောလိုက်တယ်ဒုက္ခတေသမနဆာယာခမည်းတော်ဘုရားခမည်းတော်အရေးကသိအေးချမ်းသာပဲကဲကြည်စမ်းအမေတောင်းခိုင်းတာကဘာတောင်းခိုင်းတာတော့အမွေသွားတောင်းလို့ပြောတာအမွေမတောင်းဘူးခမည်းတော်ရဲ့အရေးကသိအေးချမ်းသာပဲအဲ့ဒါဓာတ်ကလေးတဏ္ဍာမှာပါတဲ့သူတော်ကောင်းဓာတ်ကဖခင်ရဲ့သူတော်ကောင်းဓာတ်တွေကူးသွားတာ
ဖះကရော့အင်းလို့ပေးလိုက်တာလားမဟုတ်ဘူးအမေတင်ပေးတာလားမဟုတ်ဓာတ်ကောင်းတဲ့ဓာတ်နဲ့ပေါင်းလိုက်တဲ့အခါကျတော့စကလုံးဖြစ်ခမည်းတော်ဖះတဲ့ခမည်းတော်ရဲ့အရေးကအေးချမ်းလိုက်တာအဲ့ဒီစကားပြောပြီးတော့မှသူ့အမေမှားတဲ့အတိုင်းပဲခမည်းတော်ဖះသားကိုအမွေပေးပါမှားတဲ့စကားကနောက်ကျဒါကြောင့်မလို့ဘုန်းကြီးတို့တွေအားလုံးလည်းဖះရိပ်တရားရိပ်တန်ခါရိပ်သူတော်ကောင်းအရေးမှာနေတော့ကိုယ်တဏ္ဍာမှာအေးချမ်းတဲ့တရားရှိအောင်ကျင့်ထားဖို့မတော်ဘူးလားဟုတ်တယ်မလားသူတော်ကောင်းနဲ့တွေ့တာတော့မှမကောင်းနိုင်ဘူးဆိုရင်ငါဓာတ်ကတော်ကိုညံ့နေပြီငါတော့သုံးစားတော့မရတော့ဘူးကလေးတွေပြောသလိုငါအပယ်လေးပါမြောင်းနေတော့ကြတော့မယ်ကိုဆုံးမဘုန်းကြီးတို့ရထားတဲ့ဘဝတွေခဏလေးအမလေးကိုရှိရလူတွေဖြုတ်သေးနေတာပဲအချိန်တန်ကိုလည်းလာမှာဒီခါကျရင်တရားအားမရှိရင်အပယ်လေးပါဆိုတာမသွားခြင်းလည်းသွားမှာရက်ကန်ပါသွားမှာဒါကြောင့်မလို့ဘုန်းကြီးတို့တွေအားလုံးသူတော်ကောင်းသူနဲ့ပေါင်းရင်တော်မယ်ကောင်းမယ်ဆိုတဲ့အတိုင်းကောင်းတဲ့ကောင်းတော်တဲ့တော်တဲ့သူတော်ကောင်းတွေဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းတယံဗုဒ္ဓသံဃောတိတိဓမ္မေပိဓမ္မတတ္တိယောအဟောနောတတသုတတံအဟောနောဓမ္မစိန္ဒနံယောစီနောမဂယောင်လျံအုပ်ဆောင်ပြန်ဝေအောင်လံဆွင့်လွင့်တလူလူအကျဉ်အောင်တော်မူမြတ်စွာဘုရားသည်ဓမ္မေပိရှေနောက်ဆင်လျက်ဖြစ်တိုင်းပြည့်သည်ဆက်စမနောတရားသဘောတို့ကို၎င်းဓမ္မတတ္တိယောပိတရားတံဤဓက္ခံပြည်သည့်တတ္တိအင်အားစွမ်းပကားတို့ကို၎င်းတယံဗုဒ္ဓဘောဓိမန္နိုင်ခန်းဝမြိုင်ဝဲကိုယ်တိုင်စထွင်သိမြင်တော်မူပြီးသည်ဖြစ်၍တံဘောဓိတိထိုက်သမျှဝေနေယကိုမြတ်ဟာလှစ်ဖို့သိစေတော်မူခဲ့လေပြီဒါတာဇိနာတာအောင်မြင်တဲ့တံဘောဓိမံဝဲအောင်လန်းဆွင့်လင့်တူလူထိုအောင်တော်မူမြတ်စွာဘုရားဤသုဒ္ဓတံတရားဓမ္မဩဝါဒကိုကြာရရှင်ပြောသားတော်သမီးတော်ဖြစ်ရခြင်းသည်သုဒ္ဓတံတရားဓမ္မဩဝါဒဖြင့်နေညရှင်ပြောသားတော်သမီးတော်ဖြစ်ရခြင်းသည်အဟောနောကိုယ်တွယ်ကိုယ်ဓာကိုယ်ကျိုးပါသဖြင့်ကိုယ်မှာခုနဲ့ဩဝါမြောက်ဖွယ်ကြီးပါတကားဓမ္မစိန္ဒနံဓမ္မတတကြောင်းကျိုးဆက်ရဖြစ်ပြနေဟံတရားမှန်ကိုဖန်ခွဲဝေကြံစီ၍နေရခြင်းသည်အဟောနောကိုယ်တဏ္ဏတွင်ဉာဏ်ရောင်လင်း၍ရှင်းငါဩအာရဝေကြီးပါတကားအဟောနောပုဂ္ဂိုလ်တ attva သူငါတွေပြောင်းအလင်းရောက်ဖို့ဝမ်းမြောက်ရှင်ပြောဩအရာတော်ပါပြီစွာတကား